Hello အားလုံးပဲမင်္ဂလာပါဒီဘောင်ရှိုးရင်တော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီတစ်ပတ် weekend စနေနေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ Premier League ကျွန်တော်တို့ပွဲစဉ်32ကျွန်တော်တို့ကစားဖို့ရှိတယ်ပေါ့နော်ဒါဒီပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ Premier League တွေကျွန်တော်ပြန်ပြီးတော့စပြီเนาะနိုင်ငံ National Break ကျွန်တော်တက်လာလောက်ထားတဲ့အချိန်မှာကျွန်တော်တို့ Premier League ဒီပတ်စနေနေ့မှာဆိုလို့ရှိရင်ပြန်ပြီးတော့ကစားတော့မှာပေါ့နော်ဒါအဲ့ဒါမှာကျွန်တော်တို့ချက်လာတော့ကျွန်တော်တို့ဒီပါဘူးတင်နဲ့ကျွန်တော်တို့ဖူဟန်ကျွန်တော်ပွဲကြိုသုံးသက်ချက်ဆွေးနွေးကြည့်မယ်နော်ဒီပွဲတော့ကျွန်တော်မြန်မာဆောင်းလုံးချိန်17နိုင်မှာကစားမယ်ရှာဆန်တော်ချိန်ဆိုတော့ဒါ17နိုင်ပွဲမှာကစားမယ်နော်ဒါဒီပွဲမှာဆိုရင်ကိုဒီအိမ်ဝင်းအန်ဘီမှာလက်ခံကစားမယ်ကိုဟန်ကိုနော်ကိုဒီအိမ်ဝင်းအန်ဘီလို့ပြောတာဗျာကိုဒီအတွက်ဘယ်လိုလဲအန်ဘီရဲ့အချိန်မှာတွေဘယ်လိုလဲမရှိသလောက်တော့ဖြစ်နေတယ်နော်ကိုတင်တဲ့ကိုဒီတင်တဲ့ပတ်သက်ပြီးတော့ပြောရရင်နော်ဒါဖူဟန်ဘက်မှာဆိုလို့ရှိရင်ဒါဖူဟန်ကကျွန်တော်အဆင့်9မှာရှိတယ်နော်လီဗာပူးကအဆင့်5မှာရှိတယ်နော်ဖူဟန်ကတော့ဥရောပဝင်ပြီးတော့တော်တော်လေးကိုဒီချိန်နေကောင်းတဲ့ထဲမှာပါတယ်เนาะဒီနှစ်သိန်းအားကျွန်တော်တို့ဖယ်မကြောင့်တွေ့ပြီးတူတူလောက်နေတင်ကြထားတယ်เนาะဒါဖူဟန်ကတော့အဝေးဝေးဖြစ်နေပြီရောမိပြမှာကိုစေးပါတော့ဒီတော်တော်လေးကိုကစားကောင်းတဲ့ထဲမှာပါတယ်เนาะဒါပေမဲ့ဖူဟန်ကအိမ်ဝင်းတော်တော်လေးကိုကောင်းတယ်အိမ်ဝင်းမှာဆို6ပွဲထိနိုင်တာတယ်အဝေးဝေးမှာဆို4ပွဲပဲနိုင်တာတယ်เนาะအဲ့လိုချိန်မှာသူလီဗာပူးတိုင်ပတ်တဲ့လီဗာပူးတော့သူတို့ဒုက္ခပေးနိုင်အောင်ပါပဲဘာဖြစ်ဆိုတော့ဒီဖူဟန်ကဝေးကွင်းမကောင်းကျွန်တော်လက်ခံတယ်ဒါပေမဲ့ကိုဒီလီဗာပူးတင်တာသူတို့တက်ဆိုးနေတယ်เนาะဖူဟန်တက်ဆိုးနေတယ်နော်အဲ့ဝေးမယူအဝေးမယူရှုံးနေတယ်ဆိုတော့ဖူဟန်နဲ့စိုးနေတဲ့ချိန်မှာဖူဟန်ကတော့သူတို့တက်ပြောနေချက်အများကြီးရှိတယ်ကျွန်တော်ထင်တယ်နော်သူတို့ကလည်းအခုအဆင့်9မှာရှိတယ်သူတို့နဲ့ချက်စီးလို့အဆင့်6ကချက်စီးနဲ့ကြားမှာသူတို့ဒီ၄မှတ်ပဲကွာတယ်နော်အဆင့်5ကလီဗာပူးနဲ့ဆို5မှတ်ပဲကွာတယ်နော်သူတို့လည်းဥရောပကွန်ဖလန်လိလို့ယူရိုပါလိသူတို့လည်းဝင်နိုင်ခွင့်မျှော်လင့်ချက်ရှိတယ်နော်သူတို့လည်းဒီပွဲကိုမဖြစ်ဖြစ်စ조사လာမှာပဲနော်ဒါဖူဟန်တော့ဒါသူတို့ရဲ့ဒီကကစားသမားချုပ်ကောင်းတယ်ရှိတယ်ပေါ့နော်ဒါနီးပြရဲ့ဒီစစ်စတိုင်အောက်မှာဒါတော်တော်လေးကိုခြေစွမ်းကောင်းနေတဲ့ကစားသမားရှိတယ်နော်လီဗာပူးတဲ့ပြောင်းသွားတဲ့ကျွန်တော်အသင်းဟောင်းလီဗာပူးကစားသမားဟောင်းလေးတော်တော်လေးကိုခြေစွမ်းပြနေတယ်ဖူဟန်အသင်းမှာနော်ဒီဖူဟန်ကအသင်းကြီးတွေဆိုရင်ဒုက္ခတွေပြေးမှာပါတယ်နော်ဒီအသင်းကြီးဆိုဒုက္ခပြေးတာဖူဟန်မထင်တယ်လို့သူတို့ရဲ့ကောင်တာထက်တွေသူတို့ရဲ့ဒီ no block မေးပြီးတော့အမြင့်ဘော်တွေကတော်တော်လေးကိုဒီအားတာတွေမှာပါတယ်နော်အမြင့်ဘော်ဆိုကိုလီဗာပူးတဲ့ရှင်းတိုင်းမှာရှိလဲနော်ဘရိုးမှမရှိဘူးနော်ဒါတော်တော်လေးအနေစလုံးတော့ဒါတော်တော်လေးကိုအနည်းဖြစ်တယ်ပေါ့နော်ဒါကိုလီဗာပူးတင်မှဆိုလို့ဆိုရင်ဒီပွဲနဲ့ပတ်သက်ပြီးတော့ကိုရီးယားဘယ်လိုလဲမဖြစ်နေနိုင်ဖို့အများကြီးလိုအပ်တယ်နော်ကိုရီးယားချန်ပီယံလိကလည်းပြောလို့ချက်မရှိတော့ဘူးနော်ယူရိုဒီကိုဥရောပဝင်ခွင့်လည်းပဲကိုရီးယားပြောလို့ချက်ရှိတာနော်ပြဿနာကကိုရီးယားခြေစွမ်းကမငြိမ်ဘူးဖြစ်နေတယ်နော်အခုဆိုကျွန်တော်တို့၄ပွဲဆက်၃ပွဲဆက်ရှုံးလာပြီးပါနော်ဒါတော်တော်လေးကိုရှက်ရစရာနော်ကိုလီဗာပူးတမိုင်းတစ်လျှောက်မှာဒီလိုမျိုးရှက်ရတာမြင်ဝဲကြောထားမတွေ့ဘူးနော်ရန်ကင်ကလော့လက်ထက်စတိုင်ပတ်ပြင်မဲ့လည်းကျွန်တော်တို့ဒီလီဗာပူးရဲ့အချိန်မှာဆိုတာအရင်မင်းအောင်နိုင်သေးတယ်နော်ခံစားလို့ရတယ်ဗျာလီဗာပူးရဲ့အချိန်မှာဆိုတာခံစားလို့ရတယ်အားနဲ့ဆိုတဲ့လက်ထက်ကြောင့်မှလီဗာပူးရဲ့အချိန်မှာဘယ်ရောက်ကိုမှမသိတော့နော်တပိပိနဲ့အောက်ကိုဇောက်ထိုးတဲ့ရေကန်တဲ့ကိုခုန်ချတယ်လို့ဖြစ်နော်အဝေစီဂျိုကတ်အဲ့လိုဖြစ်နေတာနော်ဒါတော်တော်လေးကိုတိုင်ပတ်တယ်နော်အာနီစလောဒီဘက်မှာဘာတွေပြောင်းလဲလာနော်ကျွန်တော်ဘော်ဒလူစင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ EGDG အနားပေးဖို့ရှိတယ်နော်ဒါလက်စနာအီဆက်ပေါ်ထပ်လာဖို့ရှိတယ်နော်ဆာလာလို့ကလည်းဒီ PSG နဲ့ပွဲမှာပါလာဖို့ဆိုတော့ဒီဘက်မှာပါလာဖို့ရှိတယ်နော်ကိုဒီကပိုလို့ပါလို့ဒီဘက်မှာပါလာဖို့ရှိတယ်ပေါ့နော်ဒါနံပါတ်10တော့မှဆိုတော့ကျွန်တော်တို့ damage ကိုစလိုင်းနဲ့ point တော့ဒါဘယ်လိုအနားပေးမလဲဒါကျွန်တော်တို့စောင့်ကြည့်ရမယ်ဒါကွင်းလင်ကတော့ကျွန်တော်တို့မက်ကလစ်ဇာနဲ့ကမ္ဘာပိုင်းတော့တယောက်တော့အနားပေးမယ်လို့ကျွန်တော်တို့ထင်တယ်ဒါကျွန်တော်တို့မက်ကလစ်ဇာရဲ့ကျွန်တော်တို့ဒီကားတစ်ဂျုံရင်ပေါ်ထွက်လာမလားဒါမှမဟုတ်ရင်ကမ္ဘာပိုင်းရဲ့ကားတစ်ဂျုံရင်ပေါ်ထွက်လာမလားနော်နောက်တက်လေးရောက်မှဆိုတော့ကျွန်တော်လောဘတ်ဆန်ပေါ်ထွက်လာဖို့ရှိတယ်ပေါ့နော်လောဘတ်ဆန်ဘန်ဒိုက်ကိုနာတီကျွန်တော်တို့ဖင်ပေါင်ဂျိုကိုမန်ဒါအဲ့နှစ်ယောက်တယောက်ပါဖို့ရှိတယ်ပေါ့နော်ဒါပေမဲ့ဒါကျွန်တော်တို့ဒီဘန်ဒိုက်တို့ဘာလို့နားပေးတဲ့ထဲမှာပါတယ်ပေါ့နော်ပြဿနာကဘန်ဒိုက်တို့ဘာလို့နားပေးမဆိုတဲ့ကိုရီခန်းစစ်ကပိုပြီးဆိုးသွားတာနော်ကိုရီခန်းစစ်မှာဆိုတဲ့ဘန်ဒိုက်တယောက်လောက်ပဲနည်းနည်းခံတာကျန်တဲ့ကောင်တွေကယုံစားလို့မရတာနော်ဖင်ပေါင်ဆိုကိုတော်ဆိုးနော်ဖင်ပေါင်ကျွန်တော်ဒီရာကြီးမှာခေါ်ရတာဘာကြိုက်ပြီးခေါ်တာလည်းမသိဘူးနော်ဒီကောင်ကခံစစ်ကစားတာပေါ့နော်ဒီကောင်တိုက်စစ်ကစားတာဒီကောင်တိုက်စစ်မှုဖြစ်တာတကယ်ပြောတာဒီကောင်တောင်ပန်ကစားသမားတော့တိုက်စစ်မှုတွေပါဖြစ်တာနော်ခံစစ်မဖြစ်ကြဘူးနော်ဒါတော်တော်လေးအချိန်ကြီးမဆိုးတယ်ကိုရီခံစစ်ကဟိုတလုံးရရင်တလုံးဖောက်နော်ဒါတော်တော်လေးပြဿနာကြီးတယ်ကိုရီခံစစ်ကနော်ဒီအာနစ်စလောတော့ဒီပွဲမှာတော့ဒါသူအပြောင်းလဲတခုခုလောက်လာမှာကျွန်တော်တော့ထင်တယ်အိမ်ဝင်းမှာလည်းဖြစ်တယ်အိမ်ဝင်းအချိန်ဝါနေတဲ့ကစားမှာဆိုတော့ဒါဖူဟန်ကို
အနိုင်ကန်နိုင်မယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့ကိုရီးယားရုံသားလို့မရဘူးဆိုတော့ဒီရဆိုလို့ကြာတလဲရွှေတလဲငွေဖြစ်တယ်အခုကတလဲရွှေတလဲငွေတော့မဟုတ်တော့တလဲကြီးအောင်ဖြစ်နေနော်ကိုရီးယားလီဗာပူးတင်းရဲ့အဖွေသက်တွေကအာနဆော့လက်ထက်ရောက်မှာပဲတယောက်ကိုမှိတ်လာတယ်ပြောနော်ကိုရီးယားကဘာနဲ့တူလဲဆိုတော့ထင်းစီးနဲ့တူတယ်တော့ထင်းကိုကျွန်တော်တို့စီးလိုက်အခုထင်းကိုကျွန်တော်10ကြောင်း15ကြောင်းတော့စုပြီးစီးလိုက်အဲ့စီကအဲ့ကျိုးလေးပြတ်သွားတော့အကောင်လုံးပလာကုန်အခုလည်းကိုရီးယားမှာကြည့်ကစားသမားရဲ့စိတ်သက်ပိုင်းခံယူချက်တွေဘာဆိုဘာမှမရှိတာနော်တည့်တည့်ကစားကြည့်လိုက်ကစားသမားရဲ့စိတ်သက်ပိုင်းဘာမှမရှိဘာပလာမှမရှိနော်မန်စီးတီကျွန်တော်တို့အဖေပလာမှရှုံးနေကြတာဘာပလာမှမရှိနော်ဘာဆိုဘာမှမရှိဗျာကိုဒီကောင်တွေကဘာကိုလီဗာပူးတမပဲကစားပေးခြင်းရလားပေးဆက်ခြင်းရလားဒါမှမဟုတ်ပဲအာနဆော့တော့မကြတော့ဘူးထုတ်နေရနော်ဒါတစ်ခုခုတော့တစ်ခုခုပဲဘာတွေမှားနေတာနော်ကိုရီးဒီအချိန်ဝါကြီးနဲ့ဗျာဒီလောက်ထိဆော့ဆော့ပြက်ပြန့်တာကြောင်းအောင်ရှိတာနော်ကျွန်တော်ဒီကနေငွေ300တာအများကြီးနော်ငွေ300လိုက်ထားလိုက်ငွေ300လက်ခံလိုက်ဒါထားလိုက်အဲ့ဒါကိုဘေးဖယ်ထားလိုက်ငွေမသုံးတဲ့ကျန်တဲ့အချိန်ဝါတွေအများကြီးရှိတယ်ကစားသမားကောင်းတွေရှိတယ်ကျွန်တော်တို့ပါတီပချက်ကျွန်တော်တို့ရက်ကွက်တွေကကစားသမားတွေမဟုတ်ဒီကောင်တွေကစီနီယာကစားသမားတွေနော်စီနီယာကစားသမားဆိုရင်ကျွန်တော်တို့ပြန်ဘက်ကိုနည်းနည်းတောက်ပြန်လာဆိုရှိတဲ့ကစားသမားတွေတောက်ပြန်လာဆိုရှိရမယ်နော်အတွေ့အကြုံမရှိတဲ့ကစားသမားတွေမဟုတ်နော်ဒီဘုံသမားကစားတဲ့ကစားသမားတွေကြာနေပြီနော်ဒါပေမဲ့လည်းမပေးဆက်ချင်ဘူးနော်ဘာတွေမှားနေရတော့မသိဘူးနော်ခံစစ်ကပဲမှားတာလားတိုက်စစ်ကပဲမှားတာလားကွင်းလေပဲမှားတာလားနော်ဘာဘယ်နေမှာဖြည့်ထွက်မှမသိနော်အာနေဆိုအဲ့ဒါအဖြေမရှာနိုင်ဘူးနော်ဖော်ရင်ပတ်တော့ဘာလို့သူ့ရဲ့ဂျာမန်လက်စကောင်းတယ်ကိုယ်သိရောက်ဝင်တိုင်ပတ်တယ်နော်အီဂီဒီကီပုံမှန်ချူစမ်းမရှိဘူးနော်ဆာလာနှစ်ကချူစမ်းမရဘူးကိုရီကပိုဝေးမေးထားလိုက်ကိုရီကပိုဆိုဝေးနော်တော်တို့ခံစစ်မှာဆိုလို့ရှိရင်ကိုနာတီဒီဘာဘူးမှာကစားတာအန်တိုနီနော်တကယ်ပြောတာကိုနာတီဘာလဲဘာဘူးကစားတာတော်တို့အန်တိုနီနော်ဒါပေမဲ့တုံးစားမရဘူးနော်ဗန်ဒိုင်းအသက်ရွယ်ရလာပြီနော်ကိုတို့ဖူးဘတ်တစုံခေါ်လိုက်ဖူးဘတ်တစုံကလည်းတိုက်စစ်သမားတွေပဲနော်ဘာအကူရတာရှိတယ်ကိုရီဘာဘူးကဘာတွေဒီကောင်တွေချက်မျှော်လို့ရတာရှိတယ်နော်တကယ်ပြောတာဘာမျှော်လို့ရတာရှိနော်တော်တော်လေးကိုကျွန်တော်စိတ်ပြက်မိတယ်နော်ကိုရီပိတ်သက်တွေတော့နည်းနည်းပါအားမနာဒီကောင်တွေနော်ရှုံးချင်တိုင်းရှုံးနေကြပဲညမေဘယ်လိုလဲဒီကောင်တွေကဘယ်လိုလဲဆိုတော့ရှုံးစမ်းကွာငါတို့ကအချိန်တက်ငါတို့နားစာပုံမှန်ရတယ်တစ်ပတ်ကို2သိန်း3သိန်းရတယ်နော်ရှုံးစီငါတို့အဓိကပုံမှန်3နားစာရရင်ရတယ်နော်အဲ့လိုမျိုးတကယ်ပြောတာနော်ကိုရီကတော့ဒီကညီမညီပြထုတ်ပေါ်လည်းမရှိပါဘူးနော်တ냐အသိန်းလေးဆိုလို့ဆိုရင်ကျွန်တော်တို့တော့အဲ့လိုမျိုးရှုံးသွားတဲ့အတိုင်းညီပြထုတ်ပါလိမ့်နော်အခုကတော့ကျွန်တော်တို့ကတော့ဒီတရားတွေလုံးဝဝတ်ခံရတော့မယ်နော်နောက်ကြဒီမှာတော့ဘာတွေပြောင်းလဲလာမယ်တော့မသိဘူးဆရာသမားတွေနော်ကိုရဘယ်လိုလဲမန်ယူနဲ့တူနေတာနော်မန်ယူတော့ဘာလို့ရင်တော့တိုင်ပတ်တယ်လားနော်တိုင်ပတ်တယ်ညီပြတယ်ပြောင်းလဲတော့တယ်နော်ဒီတန်ဟာတော့အမွန်ရုံးလက်ထက်တွေပြောင်းလဲတော့တယ်နော်ဒီကစားသမားတွေမပေးဆက်ချင်တော့တိုင်ပတ်တယ်အခုညီပြလည်းကြတော့သူတို့ကောင်းနေရောပဲနော်ဟိုအောက်ဆုံးကတင်ရတယ်ချန်ပီယံလိဝင်ဝင်ရတယ်စဉ်းစားကြည့်စမ်းနော်တိုင်ပတ်နေတဲ့မန်ယူနော်မန်ယူသိမ်းလို့တော့ချန်ပီယံလိဝင်ဝင်ရကိုရီးယားပူနေလေးချန်ပီယံရထားတာမှာချန်ပီယံလိဝင်ဝင်ရလက်မမှတ်ဖြစ်တယ်နော်ကိုရီးယားဒီပွဲမဖြစ်တဲ့နိုင်ဖို့လိုတယ်နော်မန်စီးတီးနဲ့ချက်စီးနဲ့ထိတ်တိုက်တွေ့နော်ကျွန်တော်တို့ချက်စီးနဲ့ကြမှာတော့တမှတ်ပဲကွာတယ်နော်ဒီရာသီမှာကျွန်တော်တို့ဥရောပဝင်ဖို့လည်းအဆင့်9ကြီးလောက်ရဖို့ရှိတယ်နော်ကိုရီးယားအဆင့်9နဲ့ကျွန်တော်တို့ချက်စီးနဲ့အမှတ်ဖက်နိုင်ဖို့လိုအပ်တယ်နော်ချက်စီးအမှတ်ရောက်အောင်နိုင်ကိုရီးယားဒီပွဲနိုင်လောက်ချက်စီးဆို4မှတ်လောက်တက်သွားမှာနော်ကျွန်တော်ချန်ပီယံလိလာမဲ့တကဏ္ဍထားလိုက်နော်ချန်ပီယံလိကကျွန်တော်အရေးကြီးတယ်ဒါလက်ခံတယ်ကျွန်တော်ချန်ပီယံလိကကျွန်တော်တို့တေချာပေါက်မတက်ဘူးဆိုတော့ကျွန်တော်သိတယ်ပေါ့နော်ဒါပေမဲ့တိတ်ခတ်မိုင်းရဆန်တော့ကျွန်တော်တို့မနိုင်ဘယ်လိုလဲမရှုံးတော့မှကျွန်တော်တည်ကစားနိုင်မယ်ထားမှာရှိသူကလက်ခံတယ်နော်ချန်ပီယံလိရဲ့ချန်ပီယံတကဏ္ဍအမိထားလိုက်နော်ကျွန်တော်အဓိကကစားမှာဒီပွဲရောပဲနော်ဒါပေမဲ့ဒီပြက်ကဒါကိုကစားသမားတွေကိုနားတဲ့ကိုမရိုက်သွင်းနိုင်ဖြစ်နေတယ်တကယ်ပေါ့လားနော်ချန်ပီယံလိရဲ့ချန်ပီယံလိဒါနော်ဒီဥရောပဝင်ရဖို့ဒီပြင်းပြင်းတာနော်ငါတို့ချန်ပီယံလိကငါတို့တောက်ပွဲမှာငါတို့တခြားပေါက်ကစားမယ်နော်မဲမဘယ်လိုလဲရှုံးချင်ကိုပြရှုံးချင်ရှုံးချင်ငါတို့ဒီပွဲကိုနိုင်ဖို့လိုအပ်တယ်အဲ့လိုမျိုး plan ကိုအားနည်းစလောက်မှမရှိဘူးနော်ကစားသမားတွေကိုနားဝင်အောင်ရိုက်သွင်းမဲ့ခொနည်းရမရှိဘူးဖြစ်တယ်နော်ဒါတော်တော်လေးတော့စိတ်ပြက်မိတယ်ပေါ့နော်ကိုလေးတွေတင်းနဲ့ပတ်သက်ပြီးတော့နော်ဒီလိုမျိုးကြီးဖြစ်နေတာကြီးကဘာမှမပြင်ဆင်နိုင်ဘူးဗျာဒီတရားဒီလုံးကြီးပါပဲနော်ပြိသက်တွေကိုစိတ်ကျင်တဲ့မှုဗနံများမပွေးနိုင်10ပွဲများ
ပြေးလားလို့နော်ညီကိုတွေလိုက်ကြည့်နော်မပြေးဘူးနော်10ပွဲမပြေးဘူးဒီကောင်နော်ပိတ်သက်တွေကိုပျော်ရွှင်မှုပေးတဲ့ပွဲမပြေးဘူးနော်ကဲကျွန်တော်ညီကိုတော့ဘယ်လိုမြင်ကြတယ်နော်ဖူဟန်ကိုကျွန်တော်တို့အိမ်ဝဲမှာအနိုင်ယူသွားမလားနော်ဒါမှမဟုတ်လေကျွန်တော်တို့3ပွဲဆက်ရှုံးရနေစံချိန်လေးကိုဆက်ပြီးထိန်းထားမလားနော်ဒါတော်တော်လေးတော့စောင့်ကြည့်စရာပါပဲနော်ဘာဖြစ်ဖြစ်ပေါ့နော်ကိုတွေကတော့ဒါအားပေးရမှာနော်ဒီနီးပြမကောင်းနီးပြလည်းပြောရမှာပဲနော်ကစားသမားမကောင်းတဲ့ကစားသမားပြောရမှာပဲနော်ဘာဖြစ်လို့ကိုရဒီအသင်းကိုနော်လီဗာပူးဒီ logo ကြီးကိုကျွန်တော်တို့အားပေးတာနော်ဒီ logo ကြီးကိုကျွန်တော်တို့အားပေးတာနော်ကစားသမားနီးပြတွေကျွန်တော်တို့ကလေးလောက်တာမဟုတ်နော်မကောင်းရင်ကျွန်တော်ပြောရမှာနော်ခြေဆုံးပြရင်တော့ပြောရမှာဒါတော့ကိုဒီပြိသက်တွေလည်းလောက်ပဲနော်ဒါကျွန်တော်ညီကိုတို့ဒါဖေးအဝင်မှာပြိသက်တွေကိုကျွန်တော်တို့ဒီဖြောပြင်းမျိုးအားနေစတော့ပေးနိုင်မလားဒါမှမဟုတ်ရှုံးပွဲဆက်နေတဲ့စံချိန်လေးကိုဆက်ပြီးထိန်းသွားမလားဆိုတာဒါအမြင်လေးကိုဒါဆွေးနွေးပြကြပါဦးကျွန်တော်ပြည်ချစ်ချစ်ဝင်ညီကိုမိတ်ဆွေများအားလုံးကျေးဇူးအများကြီးတင်ပါတယ်